င်္ဂလာပါဒါတာကဒီနေ့အပြင်သွားတယ်ပေါ့နော်ဆေးရုံသွားတယ်ဆေးရုံမှာအမေကိုသွားပြီးတော့ပြပေးရပေါ့နော်အမေကိုသွားပြပေးပြီးတော့အဲ့ဒါပြန်လာတယ်မိတ်ကပ်ဖြတ်တယ်ပေါ့နော်ဆိုတော့ဒါမိတ်ကပ်ဒီလိမ့်နိုင်ဟာဒါတော်တော်များဖြတ်ပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာဆက်လာဝါတာလေးနဲ့ဖြတ်ပါတယ်မိတ်ကပ်ကဘာလို့ဖြတ်ပြရလဲဆိုတော့ဒါတာတို့မိတ်ကပ်ကိုဒီမှာဆက်လာဝါတာတို့ပါမိတ်ကပ် remover တစ်ခုခုနဲ့မဖြတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အသားရည်မှာဒီမိတ်ကပ်တွေဆိုရင်နည်းနည်းတိုးမယ်နည်းနည်းတိုးပေးတန်တိုးပေးသားတို့အတန်နည်းနည်းတိုးပေးသားတို့အတန်အရင်မကျန်နဲ့တီဗီရပေါ့အတန်ပိတ်နေတယ်အဲ့ဒါပြီးတော့ဘာလဲဆိုတော့အသားရည်မှာသူကဒီချွေးပေါက်တွေပိတ်တယ်ပေါ့နော်မိတ်ကပ်တွေပိတ်မယ်ကြီးတွေပိတ်မယ်ကိုယ့်ရဲ့အစီတွေဘာတွေနဲ့မိတ်ကပ်တွေနဲ့ကြီးတွေကပိတ်နေတာပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကြာလာလို့ရှိရင်ဝက်ချန်နေပို့ထားတော့ချွေးပေါက်တွေပိတ်တာအောင်နောက်ပြက်ခါကျတော့ဘယ်လိုမျိုးပို့ပြီးဖြစ်လာနိုင်လဲဆိုတော့ level မှာဖြစ်မယ်နော်ဘယ်လိုမျိုးဖြစ်လာနိုင်လဲဆိုတော့ဒါတွေက ကိုယ့်ရဲ့ skin အတွက်မကောင်းတဲ့ဟာတွေစုပုံလာတာပေါ့နော်ဟို make up ကလှရုံပဲဒီကလေအဲ့တော့ကိုယ့် skin အတွက်ကောင်းတဲ့ဟာမဟုတ်ဘူးကောင်းတဲ့ကိုယ့် skin အတွက်အများကြီးထောက်ကူဖြစ်တဲ့ဟာမဟုတ်ဘူးဒီကလှဖို့အတွက်ပေါ့နော် make up ကအဲ့တော့ကိုယ့်ရဲ့ skin တွေအတွက်အထောက်ကူမဖြစ်စေတဲ့အတွက်ကြောင့်မို့လို့เนาะအဲ့ဒါတွေကြာရှည်ထားတဲ့အခါမှာကိုယ့်ရဲ့အသားရည်ကပို့ပြီးအိုမင်းရင်ရောလာတွေဖြစ်နိုင်တယ်နောက်ပြီးအခါကျတော့ဝက်ချန်မှုတွေပို့ထွက်နိုင်တယ်နောက်ပြီးတော့အဲ့လိုမျိုး make up ကိုမဖြတ်ဘူး skin care တွေလုံးလို့လိမ့်လို့လည်းတိတ်မထိရောက်တာဖြစ်နိုင်တယ်အဲ့တော့ make up ကိုမဖြတ်ဘဲနဲ့ပေါ့နော်ဆိုတော့ဒီပါများလို့ရှင်လည်းဗာလဲဆိုတော့အသားရည်ကညှင်နွမ်းလာမယ်เนาะ glow တဲ့လောက်မ glow တော့ဘူးပေါ့နော်နောက်ကိုလိမ့်တဲ့ skin care တွေကလည်းမထိရောက်ဘူးဒါမျိုးဖြစ်လာနိုင်တယ်ပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်ကိုယ့်ရဲ့အသားရည်မှာကိုက make up တွေမဖြတ်ဘူးကြာလာတဲ့အခါမှာအမုံညဒီညဘက်ရောက်လို့ရှိရင်လည်းဒီ make up တွေကကြာဘက်တီးရီးယားတွေပေါက်ဖွားနိုင်တဲ့နေရာမျိုးဖြစ်လာတယ်ပေါ့နော်အဲ့ဒါအကြောင်းမို့လို့တတတူတီကဒီ make up တွေကိုမဖြစ်မနေဖြတ်ကိုဖြတ်ရမယ်ပေါ့နော်အဲ့တော့Okay မိတ်ကဖြတ်ပြီးတော့ပါပြီကျမဒီဗီဒီယိုထဲမှာမျက်ခုံးမွေးတော့မဖြတ်ထားပါဘူးမျက်ခုံးမွေးခဏပေါ့နော်ခဏလေးဗီဒီယိုထဲမှာလှချင်လို့အဲ့တော့ဒီမှာ eye makeup တွေလည်းအကုန်ဖြတ်လိုက်ပြီမျက်နှာပေါ် makeup တွေနော်ကိုယ့်ရဲ့ဒါ skin လေးပါကိုယ့်ရဲ့ skin ကအခုလောလောဆယ်နည်းနည်းဟော်မုန်းပြောင်းနေတဲ့အဖူလေးနည်းနည်းထွက်ရကနေပြန်ပြီးတော့ calm down ဖြစ်သွားတဲ့အခြေအနေပေါ့နော်ပြန်ပြီးတော့ calm down ဖြစ်သွားတဲ့အခြေအနေလေးနည်းနည်းအခုပြန်ပြီးတော့ဘလိုးလာတယ်ပေါ့နော်အဲ့တော့ညဘက် night skin care routine ပေါ့နော် and ready လုပ်တာပေါ့နော် and ready လုပ်တာအဲ့တော့ဒီ makeup ဖြတ်ပြီးသွားပြီ makeup ဖြတ်ပြီးသွားဆိုမျက်နှာတင်မယ်မျက်နှာတင်တဲ့ဟာလေးပြမယ်မျက်နှာတင်ပြီးလို့ရှင်အခုလောဆယ် makeup ကဖြတ်ပြီးတော့မျက်နှာတင်တာဒီအစိမ်းလေးနဲ့မျက်နှာတင်မယ်ပေါ့နော်ဒီအစိမ်းလေးကအဲ့ဒါအများနဲ့လို့သုံးနေကြပါတော့ညဘက်ဆိုလို့ရှင်ဒါပေမဲ့ active ingredient သုံးတဲ့ရက်ဆိုလို့ရှင်ဒါမသုံးဖြစ်ဘူးအခုလောဆယ်ခီးသွားတယ်ဒါပေမဲ့ဒါလေးကိုလည်းဒီ skin လေးကိုလည်းနေတားဖြစ်နေရလေးလည်းဒါလေးကြည့်ချင်လို့ဒါလေးသုံးတယ်ပေါ့နော်break out လည်းနည်းနည်းသက်သာသွားလို့ဒါလေးပြန်သုံးတာအရင် sensitive ဖြစ်နေတဲ့အချိန်ဆိုဒါလေးမသုံးဖြစ်ဘူးအခုဒါလေးပြန်သုံးရမယ်နော်ညဘက်ဒါလေးနဲ့လာတင်ပြီးလို့ရှင် skin care ထပ်ပြလုပ်မယ်ပေါ့နော် like ခဲ့ပြီပါ hello အဲ့တော့ဒါမျက်နှာတက်ပြပါမယ်ဒါလေးကဒါစီမှာဝယ်လို့ရပါတယ်ဒါမျက်နှာတက်တဲ့ဟာလေးပါဒါကအစီပြန်တဲ့သူတွေဝက်ချန်အစီဘူးတွေနောက်ပြီးအခါကျတော့ဘာလဲဆိုတော့စားဝက်ချင်ရှိတဲ့သူတွေအတွက်ကိုအဆင်ပြေမျက်နှာတက်စီလေးပေါ့နော်ဒါလေးကိုတော်တော် comment လုပ်ပါတယ်အဲ့တော့ဒါလေးနဲ့မျက်နှာတက်ပြမယ်ပေါ့နော်အဲ့တော့ like ခဲ့ကြပါမျက်နှာတက်လို့ရှိရင်အရင်ဆုံးပေါ့နော်ဒါတို့မျက်နှာကိုအရင်ဆုံးဘာလို့တင်လဲဆိုတော့ရေနဲ့ပေါ့နော်ရေနဲ့မျက်နှာကိုအရင်ဆုံးရေဆွတ်မယ်ပေါ့နော်ဒါအသားကြီးကအရင်တော့ကလေဝက်ချန်လေးအစီအပူတွေအရင်များဟာခလေးတောင်းတနေပြီဟိုတယ်ကလည်းမှာခလေးတောင်းနေနေဒီနောက်ရေဆွတ်ပြီးပြီပြည့်ခါကျတော့ဒီဟိုဟာလေးကမျက်နှာသစ်စီလေးကသူကလေဟို gel scrub လေးပါတယ်ကွာ scrub အမှုန်သေးလေးပါတယ်အဲ့ဒါလေးကစီပြန်တဲ့ဝက်ချန်သားရေးအတွက်အရင်အဆင်ပြေရပါဆို cleansing တော်တော်လုပ်ပေးရသေးလားအဲ့ဒါလေးကြောင့်ချွေးပေါက်တွေမပိတ်ဘူးညဘက်ဆိုလို့ရှိရင် cell
ဆက်အသေးတွေလဲပေါ့နော်တော်တော်လေးရှင်းပြီးအဲ့လေးလက်ထဲထည့်ပြီးတော့ဒီအမြုပ်ထွားအောင်ပေါ့ 那其他上了呀。你让没？ ဒီနေ့ညက mask ကပ်ပြမယ်ပေါ့နော်ရှစ် max လေးကပ်ပြမယ်ရှစ် max လေးခုနရွှေအိုးကနေတော့ဝယ်လာတယ်အဲ့ဒါလေးကပ်ပြမယ်နော်ခီးသွားတဲ့ဟာဆိုတော့လေနည်းနည်းရေတက်လေးပို့ပြီးတော့ဖြည့်ကျင်တော့လေ 教你俩。现在就教你。 မလေး 然后题目了之后，其他上了呀。 ဒီမှာဗီဒီယိုရိုက်နေတာဆိုတော့လေညလုံးကိုညလုံးဆက်ပြမပွားလေ 那那个揪出来的。然后你录。给我。 ညလုံးနဲ့ဆက်မှာဆိုတော့ကျွန်မပြင်ကျန်တဲ့ဘာသာလဲဖွင့်လို့မရတော့ဘူးကျန်တဲ့နေရာလေးတွေတိပြီးတော့ 那又不是出了出完了。 ရေဆေးချပြီးပြန်လာခဲ့ပြန်မယ်နော် 啊，我也拿这张。 ဝင်းနာကနေရာတော်တော်များများဒါနဲ့တက်လိုက်ပြီနော်နားလေးဟယ်လိုကျမပါဒီမှာညနာတပြီးပါပြီညချွဲကြည့်တော့ကြံနေရအော်ညနာတက်လို့ရှိရင်လေဆက်ပြားလေးလုံးဝမကြံအောင်ညနာမှာတက်ပြပါနော်အဲ့ဒါမှကိုယ့်ရဲ့ skin ကြီးကဆက်ပြားလေးတွေမကြံတော့မှာအဲ့တော့မှsorry အဲ့တော့မှကိုယ့်ရဲ့ skin လေးကဘယ်လိုဖြစ်လာမှာလဲဆိုတော့ဂလိုးလာမှာ chemical တွေမကြံစင်းနဲ့ skin care လေးတွေလည်းကြံရအောင်ဒီဆက်ပြားလေးမကြံနေတော့နော်ဆက်ပြားကြတော့လဲတန်ရှင်းလုပ်ပေးတာပဲလေတန်ရှင်းလုပ်ပေးတဲ့အရာဖြစ်တဲ့အတွက်အကြာကြီးနဲ့မှထားလို့မရတဲ့ဟာဖြစ်တဲ့အတွက်တေချာလေးတန့်စင်အောင်လို့ရွေများများလေးဆေးချပေးရမှာပေါ့နော်အဲ့တော့ဒီမှာဒီဆက်ပြားလေးမကြံအောင်လို့ချွဲကြီး feel နဲ့မကြံအောင်လို့အကုန်လုံးတခြားလေးကအိမ်မှာဆိုလို့ရှိရင်တော်တော်တော့ဟွာလေရိုလာလေးနဲ့မျက်နှာလှိမ့်ဖြစ်တယ်ဒါပေမဲ့အခုခီးသွားတော့ရိုလာလေးလည်းမထည့်လာတော့အများကြီးပစ္စည်းအရင်များနေမှာဆိုလို့ဒါနှက်ခမ်းရောနှက်ခမ်းမှာစိုးထားတဲ့နှက်ခမ်းတွေပါမကြံဘူးနော်အဲဒီလေးမရှင်းလုပ်တယ်ရင်းများနေပေါ့နော်ဒီဒါလေးကဒီနေ့နဲ့တက်စီလေးကလေနောက်ရှိထားမယ်ရှိရတော်တော်သုံးလို့ကောင်းတဲ့အစီပြန်တဲ့တွေတော်တော်အမြဲတမ်းဒါပဲသုံးတာနှစ်နဲ့ချီပြီးတော့လေညဘက်ပေါ့နော်မနက်ကတော့ဒါမသုံးဘူးညဘက်ပဲသုံးတယ်မနက်ဘက်သုံးရင်လေဒါကစမ်းသုံးကြည့်တော့နေပိုလောင်မှာဆိုလို့မနက်ဘက်ဒါမသုံးဘူးမနက်ဘက်ကိုကိုညနာကာကွယ်ပေးဖို့အဓိကပဲလေကြီးတွေအရင်ချုပ်ဖို့မလိုတဲ့အတွက်ကြောင့်ဒီလိုမျိုးဒီ make up တွေဖြတ်ဖို့ကြီးချုပ်ဖို့လိုတဲ့ညဘက်ပဲဒါလေးတစ်စိတ်လေးသုံးတာပေါ့နော်အဲ့တော့ဒီဟာလေးကအစီဖူးတွေတော်တော်လေးကိုကာကွယ်ပေးရတော်တော်လေးကိုကာကွယ်ပေးရတွေ့ရတယ်ဒါလေးလေးမျိုးအစီဖူးကတော်တော်လေးကာကွယ်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒါလေးကဝက်ချန်အစီဖူးတမန်အတွက် must have ပေါ့နော်ဒါလေးနဲ့မျက်နှာတက်တဲ့အခါမှာကိုယ့်ရဲ့မျက်နှာပေါ်အညစ်အကြေးတွေပေါ့နော်မျက်နှာပေါ်အညစ်အကြေးတော်တော်လေးကိုပြောင်းဆင်သွားတွေ့ရတယ်ပေါ့နော် sunscreen တော်တော်လေးပေါ့နော်ခပ်ပပ sunscreen လောက်ကတော့ lightweight ဖြစ်တဲ့ sunscreen လောက်ကဒါလေးနဲ့ပြောင်းတယ်နော်တနခါလဲဒါလေးနဲ့ပြောင်းတယ်အဲ့တော့ဒါလေးကိုတော်တော်များသုံးပြတဲ့ active ingredient သုံးတဲ့ညတွေမှာတော့ဒါလေးမသုံးဘူး physical နောက် active ingredient တွေကနည်းနည်း exfoliate လုပ်တာပေါ့နော်ပေါ်ရန် cell တွေကိုကွာကြစေတာအဲ့ဒါမျိုးကြတော့ဒီ cell ကွာတဲ့ဟာနှစ်မျိုးအတွက်မသုံးဘူးပေါ့နော်အရန်နေပေါ်ရန်တွေတအားကွာဘာမှအထိမခံနိုင်လို့ဖြစ်အောင်မှာဆိုလို့အဲ့တော့ဒီမှာကြည့်တော်လေးဒါလေးကပြောင်းနေပေါ့နော်တော်လေးဝင်ပါတယ်ကိုယ့်ရဲ့ skin လေးအဲ့တော့ဒါလေးနဲ့ cleansing လုပ်ပြီးမှကိုယ့်ရဲ့ skin care လေးတွေအတွက်ဆင်ပြီးမှနောက်ထပ်တော့ skin care အဆင့်လေးတွေအတွက်ပေါ့နော်ဝက်ချန်စီဘူးလေးကတော်တော်ပြောင်းတယ်လို့ဆိုအညစ်အကြေးတွေတော်တော်တန့်စင်ပြီးတော့ကိုချွေးပေါက်ပိတ်ပြီးတော့ဝက်ချန်ထုတ်ဖို့ကတိတ်မရှိတော့ဘူးနော်အဲ့ဒါလေးကတော့ hard leaf ပါတယ်နော် gel scrub cleanser အဲ့တော့သူ့ရဲ့ဟာကအတိကသူကအရန်သေးငယ်နူးညံ့တဲ့ scrub
အဆိပ်လေးတွေပါဝင်တယ်เนาะအားကြောင့်မလို့မျက်နှာမှာရှိတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုဖယ်ရှားတန့်စင်ပေးနိုင်တဲ့အဆီပြန်လာကိုထိန်းချုပ်ပေးနိုင်တယ်ဝက်ချံအဆီဘူးတွေတက်တာစေတဲ့ချွေးပေါက်အတွင်းမှာရှိတဲ့အဆီအညစ်အကြေးတွေနဲ့စတဲ့အသေးတွေကိုအထီအောင်ဆုံးဖယ်ရှားပြီးအဲ့ဒါကြောင့်မလို့ဝက်ချံတော်တော်လေးတက်တာရယ်ပေါ့နော်ဝက်ချံနဲ့အဆီဘူးတွေတက်တာပါတယ် Okay အလေးကမျက်နှာတက်တဲ့ဟာလေးပါပြီးလို့ရှိရင်တိုနာလိမ့်မယ် skin care step တွေနောက်ထပ်ထည့်လိုက်နော်ဆက်သွားရအောင်အဲ့ဒီတော့ဒါမျက်နှာတက်ပြီးတဲ့ skin ရဲ့အခြေအနေပါမျက်နှာတက်ပြီးတဲ့ skin ကိုပြပြီးလို့ရှိရင် မင်းဒီလိုလုပ်တာလေ ဒီမှာ မလေးရ တိုနာလိမ့်မယ်ကျမမျက်ခုံးမွေးပြောင်းသွားပြီဖြစ်တဲ့အတွက်မျက်ခုံးမွေးလေးနည်းနည်းဆွဲလိုက်ပါဦးမယ်ပြီးတော့မျက်နှာတက်လို့ရှိရင်ရေနွေးနဲ့မတက်ပါနဲ့ရိုးရှည်နဲ့ပဲတက်ပါနော်နောက်ပြီးတော့ဒါကမျက်နှာတက်ပြီးတဲ့အခါမှာအမြဲတမ်းပြောပါတယ်တို့နေပါကလေးတွေတ िश ူးလေးနဲ့ပဲတုပ်ပါမျက်နှာတုပ်ပေါ်ရည်နဲ့မတုပ်ပါနဲ့ကဲပါအခုကနည်းနည်းကြည့်ရရှိရပြမျက်ခုံးဖွင့်လေးပြန်ဆွဲပြီးတော့စကင်ကဲလုပ်ပါမယ်မျက်နှာတက်ပြီးဘာမှတော့မလိမ့်ထားဘူးပေါ့နော်မတသားစကင်ကဲမလုံးချင်တဲ့သူအဲ့တော့သူမျက်နှာညိုနေပါတယ်ဒါကြီးကလေး sunscreen တွေလိမ့်ပေးတယ်ဒါပေမဲ့သူလုံးဝလိုက်ပြီးတော့မလိမ့်ပါဘူးအဲ့တော့သူမျက်နှာရှည်တွေပူပြီးနေလောင်ပြီးတော့ညိုနေပါတယ်ပုံကလည်းချောကြီးနဲ့ကြာတော့ဖုန်းစတန်တွေမပါလာဘူးကွယ်ခီးသွားတယ်အဲ့တော့တ िश ူးနဲ့ပဲတုပ်ပါတ िश ူးနဲ့ဘယ်မတုပ်လို့ရှိရင်ကိုယ့်မျက်နှာလေးက break out တွေထွက်လာပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့တပတ်မျက်နှာတုပ်ပွားတွေကဘလောက်ပဲเนาะ short ပြီးဈေးဘလောက်ပဲတန့်ရှောင်ထားပါစေပြောပါစေဒါကတော့အဲ့ဒါသုံးဖို့မသုံးချင်ပါဘူးเนาะဒါမျက်နှာဝက်ချံနေပျောက်သွားတာဒီလိုတစ်ခါသုံး tissue တွေပဲသုံးပြီးတော့မျက်နှာတုပ်ပါတယ်တုပ်ပြီးအခါလွတ်ပြပါတယ်ဘယ်တော့မှတပတ်ဒီဘလောက်ကောင်းနေပြောဘလောက်တန်နေပြောမသုံးပါဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒါဝက်ချံပြန်ပြီးတော့မထွက်တော့တာပါအဲ့တော့ဒီနေ့ makeup ဖြတ်တယ်နော်မျက်နှာတက်စီလေးတက်တယ်ပြီးလို့ရှိရင်ဘာလို့လုပ်လဲဆိုတော့ဒေါ်နာလေးလိမ့်မယ်ဒါဝက်ချံအစီပြန်တဲ့တွေအတွက်ထုံတာပါဒါလေးတွေပဲ recommend လုပ်ပါတယ်ဒီဟာလေးကိုဘာလို့ဒီမှာရပါတယ်ရပါဆိုရင်ဒီလိုမျိုးလေးခွန်လေးနဲ့ထည့်ပြီးတော့သုံးပါတယ်ဟိုဒီလိုပြင်ပြီးတော့လုပ်ပါတယ်ဒါပေမဲ့တစ်ခါကျရင်စိတ်မရှိဘူးမြန်လုပ်နေတိုနာလေးကိုတော့အေးမြသွားပဲကွာဒီလားဒီတိုနာလေးကအစီပြန်လာလဲထိမ့်ပြီးရယ်နောက်ပြီးတော့အပေါ်ရန်အရေးပြားကိုလည်းတော်တော်လေးအားကောင်းစေရယ်နောက်ပြီးဝက်ချံသမားတွေတော်တော်အဆင်ပြေနော်တော့ဘာလို့ဆိုဆန်တဲလာအချာဒီကလည်းပေါ့အစင်းမြင့်ခွာနဲ့ပေါ်ဆက်ထားဖြစ်တဲ့အတွက်လည်းဝက်ချံသမားတွေတော်တော်လေးအဆင်ပြေဝက်ချံထိမ့်ပြီးရယ်ဒါဆိုအစ်စ်မထွက်ဝက်ချံကိုကညှစ်ထားလိုက်မိရဟာဆိုလို့ရှိရင်လည်းတော်တော်လေးအယောင်ကျတယ်ပေါ့နော်အယောင်ကျတယ်နောက်ပြီးအခါကျတော့အစီပြန်လာတော်တော်ထိမ့်ပြီးရယ်ဒီတိုနာလေးကလေစီပြန်တဲ့သူဝက်ချံသမားတွေဒါမျိုးဆိုတော့ဒီဟာပဲညွှန်ပြီးရယ်ဘယ်လိုတော့ကိုယ်လည်းဝက်ချံနေရှိလာအများမပြောက်တဲ့ဟာဒီဟာနဲ့ပြောက်တာပေါ့နော်အဲ့တော့ဒါလေးနဲ့ပြောက်တယ် skin barrier ကိုလည်းတော့အကောင်းကြီးအစီပြန်လာလည်းထိမ့်ပြီးချွေးပေါက်တွေကိုလည်းထိမ့်ပြီးရယ်ပေါ့ချွေးပေါက်တွေကိုကျင်းစေရတော့မဟုတ်ချွေးပေါက်ကိုတော့ပြန်ပြီးစီပြီးသားကျင်းလို့ဟိုဘယ်လိုရမလဲဟာပြီးသားကိုချွေးပေါက်ကိုပြန်ဆွဲစီလို့တော့မရဘူးဒါပေမဲ့ညက်ကျင်းစရာရောင်ထိမ့်ပြီးရယ်ပေါ့နော်အဲ့ဒါတိုနာလေးလိမ့်ပြီးပါပြီတိုနာလေးလိမ့်ပြီးရင်ဒီနေ့ကရှိမတ်လေးကပ်ပါမယ်ဒီနေ့ပြီးရင်ဒီချိုးပါမယ်ရှိမတ်ကလေးကိုဒါလေးကရွှေဥကနေဝယ်လာပါတော့ဒါဘူကပေါ့ဒါမရောဒါရှိမတ်လေးတွေနောက်မှတင်မှုရှိရသေးလားအခုလောလောဆယ်တော့ရှိမတ်ကိုအဲ့လိုပဲဝယ်သုံးနေပါတယ်ရှိမတ်လေးသူများမရောပြီးတော့ကိုယ့်ဝယ်သုံးနေရပါတော့သုံးနေဆိုတာအများနဲ့မသုံးချင်ဘူးရှိမတ်ကလေဒါစီမှာ active ingredient တွေသုံးနေရတယ်ရှိမတ်ကိုမလှည့်နိုင် active ingredient တွေနဲ့တော်တော်အဆင်ပြေနေအားကြောင့်ပါလေဒီနေ့ကကြတော့
ကိုယ့်ရဲ့မျက်နှာလေးကခရီးလဲသွားတာဖြစ်တဲ့အတွက်ပို့ပြီးတော့အသားချောက်နိုင်တယ်နောက်ပြီးတော့အဲ့လိုမျိုးပေါ့နော်နည်းလေးပို့ပြီးတော့ calming ဖြစ်စေချင်တယ်ရှိမှစေကမယ်ဒါဘောရှိမှရေခဲတက်တာထည့်ထားမှာကြည်ရင်ရေခဲတက်တာမထည့်မိဘူးဒါပေမဲ့ဒီကနေ့အေးရောအေးပါတယ်ကျွန်တော်ရုပ်ကိုကြည့်ရပါဦးရှင်ပြီးတော့နေလည်းကမျိုးအောင်စကင်လေးမပြတ်စီအောင်အရှိမစေးတွေ့တော့လေနည်းနည်း relax လုပ်ပြီးတော့ဟိုကတ်ချင်ဆိုတော့ဒီဟာလေးကမျက်နှာကိုတော်တော်ကာဗာဖြစ်နိုင်တယ်တချို့ရှိမှစီတွေမျက်နှာကိုလေအပြည့်ကာဗာမလုပ်နိုင်ဘူးဒီလားဒါလေးကမျက်နှာကိုကာဗာလုပ်နိုင်တယ်ဒီရှိမတ်ကတဲ့ T3 ပေါ့နော် recovery relaxing skin protection recover ဖြစ်စေ relax ဖြစ်စေ skin protection T3 ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဝက်ချန်အစီပြန်တော့အဲ့အတွက်အဆင်ပြေကွာအဲကြောင့်မလို့တော့အဲ့လိုမျိုးလေးကိုတော့နည်းနည်းဟော်မုန်းပြောင်းနေတဲ့ break out တွေကဖြစ်ချင်တယ်အဲ့တော့ဒါလေးကိုရွေးလာတာပေါ့နော်ဒီနေ့ဒီမှာအပေါ်လေးရှိတယ်mask အကြီးအပေါ်လေးရှိအဲ့လိုမျိုးကတ်ထက်လေမင်းဒီပြန်ချိုးမှာဒီချိုးပြီးပြန်ထပ်လိမ့်မယ်လေမင်းညနာတော့ skin care လုပ်တာပြီးပြီလေ skin care လုပ်တာ mask ကတ်မယ်ပြီးလို့ရှိရင် immersion လေးပေါ်နေထပ်လိမ့်မယ်ပြီးပြီရေတတချင်းပါရေလေပြီးတော့အရင်ကအောင်လေပြီးတော့အရေးချောင်းဖြစ်အောင်ခဏနေမှပြန်လာခဲ့မယ်နော်ဒီဟာက mask က15မိနစ်ထားမယ်နော်10 to 20 minute 10 minute ကနေမိနစ်20ထားလို့ရတယ်လေ15မိနစ်ပဲထားမယ်ဒါကြီးအခုမှ10မိနစ်ရှိပြီလေ15မိနစ်ထားပြီးပြန်လာခဲ့မယ်နော်အော်ရှိမတ်ကဲရင်နဲ့လေနှာခမ်းကလည်း treatment လေးလုပ်ရမယ်လစ်ဗမ်လေးဆိုရမယ်အဲ့လစ်ဗမ်ကဒါထားစီမှာရောင်းပါတယ်ရှင်15မိနစ်ပြည့်သွားပါပြီခွာလိုက်မယ်ဒီတဲ့အရန်ကြာရင်လည်းလေဒီဟာက6သွားပြီးတဲ့ခါကျတော့ကိုမျက်နှာအဆူတက်တွေပါဒီကိုပြန်ကတ်သွားမှာပေါ့နော်အဲဒါမှမဟုတ်ဒီမှာအမလေးကလိုမလေးလက်တကြွနဲ့လောက်အောင်ညလုံးသားလေးတွေmask အကြီးလေးတွေနားလေးတွေစိတ်ဝင်သွားအောင်နိုင်မယ်နော်စမိုင်းလိုင်းလေးနားလေးနေမယ်ပြင်ဒါလေးပြန်သုံးမယ်မလွတ်ပြဘူးဒီမောချန်နယ်ကိုပြန်လိုက်တာဒေတာကိုလည်းကြည့်သူစပြီးစားပြီးဒီပါစိတ်ကိုလောက်တာဒီလိုလေကရောဘင်းရှက်ဘတ်တူတီပါဘိုင်ယိုမက်ဆေ့ချ်လက်စုံတီဆိုပြီးအတားလေးနဲ့ပြန်ပါတယ်ကောက်လို့လို့ပြောတာအဲ့လိုစုံသွားတယ်ဂျိုနန်ကစိတ်ဝင်တော့မဆာ့လေးလုပ်ပေးမယ်စိတ်ဝင်တော့ပြီစိတ်ဝင်မြတ်ကျင်းတဲ့ပုံကိုဂျူလန်ကျူပြီးဝေးမယ်တော့အများကြီးချဲတယ်သိထားကဲကိုပါဝဲလို့ရတယ်ပုံတော့ကဒီစစ်စစ်တွေကလူကြီးရဲ့သူ့ရဲ့အကျင့်ဒီတက်ဘက်ကဖြစ်တဲ့ answer စီးနေချက်ချင်းစစ်နေပါလေဒါပေမဲ့အဲ့ဒီအမိကတခုခုတရားလို့ပါ
ဖြည်းဖြည်းပို့ပြီးတော့ဂလိုးအဲစကင်ကဲကိုလေတေချာလုံးဖြစ်လာတော့လေကိုစကင်ဗီရီယာလေးကောင်းလာအချိန်မှာတကူတကလေဝက်ချန်ပေါက်ပြီးတကူတကဘလိုအမိုင်းပြောက်စေးရအရန်တော့သိမလို့တော့သူကသူစကင်ကဲလိုက်အမိုင်းတွေလေသူကသူပြောက်ဒီကနေ့ကဒီမှာရှင်းရဆိုစစ်တီမောတွေနိုင်ဘူးထွက်တယ်ကြတယ်နောက်ပိုင်းမှာတက်ရအောင်ရှောက်ချလိုက်နေသွားတယ်ဒီကနေ့မှာတော့မှကြတယ်စင်ရ MS တို့တော့များရှိရဲ့ပြောပြလိုက်သူတို့တက်ဖို့ထောက်လျှောက်လိုက်သွားတယ်ဒီကကတော့ဒီလိုဆိုဒီနေ့ကိုရောက်တာဘာလို့လို့ဒီလိုအစားအနာတို့ရတယ်ဘယ်သူမှလည်းမဖြစ်နိုင်ခဲ့ဘူးအဖြစ်နိုင်တဲ့ပြန်တယ်ခပြီးပါ တော်တော်လေးစိတ်ဝင်ပါတယ်တော်လေးချပါတယ် ဒီတော့ဒီဘာကျန်နေလဲဆိုတာရေးပြီးရဲ့ဒီကတော့တော် ဒီဒီလေးပြန်နေနဲ့ ရွှေတွေကိုပြန်ဖို့ကြိုးစားတယ်လို့ဆိုတာ တော်တော်လေးစိတ်ဝင်ပါတယ်နော် ဘုံရှာပ်ပတ်စတဲ့စီရောချက်ချင်းတို့ပြလိုက်ကြတာဒီလိုပုံရိပ်လိုက်စတဲ့ကို တော်တော်လေးစိတ်ဝင်သွားတဲ့အချိန်ကျတော့ဒီမှာရှင်းလေးနေမယ်ဒီမှာရှင်းလေးပါမယ်ဒီ imagine လေးနဲ့ကိုယ့်ရဲ့ခုနရှင်းမစကတ်ထားတဲ့ moisture တွေ lock လုပ်ပြမှာပေါ့နော်အဲ့ဒီ moisturizer imagine လေးနဲ့ကိုက treatment လုပ်ထားပြီးတာလေးစိတ်ဝင်သွားပြီးအပြင်ကိုပြန်ပြီးအမွေးပြန်ပြီးထွက်သွားအောင်လို့ဒါလေးဆက်ပြလိမ့်မယ်ဒါလည်းအစီပြန်တဲ့သူဝက်ချန်ထွက်တတ်တဲ့သူအဲ့သူအတွက်စင်းမြင့်ခွာနေပဲပေါ့နော်စက်တဲလာအကြာဒီကနေလောက်ထားတဲ့ imagine လေးပါBreaking mask ကပြီးတော့လေဒါ imagine နဲ့ပြန်ပြီးတော့လိမ့်ပါတယ်ပြီးရင်တော့ရေချိုးပြီးအိတ်တော့Facebook သုံးချင်လဲသုံးမယ် Facebook သုံးရင်လည်းဆိုရင်တစ်ခါလေးနောက်တော့ပြန် post ကတင်ချင်လာသေးရပါများတင်လာလဲဖန်လိုက်ကိုကလည်းတင်ချင်တာတင်လိုက်လို့ဒါလေးတနေ့မနေဘူးတက်တာလုံးလျှော့နေတော့မတင်ဖြစ်ဘူးပေါ့နော် Facebook ရှိပါတယ်ဒါအေးရဲ့ Facebook ဟို skin healing journey ကပြတ်သွားတာပေါ့နော်ပြတ်သွားတာအကောင့်ကကြာသွားတဲ့အချိန်မှာပြန်လုံးလို့မရပြန်ဝင်လို့မရဘူးပြတ်သွားတယ်နောက်ပြီးတော့တော့ညကြပြီးသင်္ကန်းတိုင်း Facebook page ကလည်းပြတ်သွားတယ်ဘာရှိလဲဆိုတော့ TikTok မှာရှိပါတယ် TikTok မှာတော့ဒါ skin healing journey ဆိုပြီးတော့ရှိပါတယ်အဲ့မှာ skin care တွေရောင်းနေskin care အတွက်ပေါ့နော် knowledge sharing တွေလုပ်ပြီးရနောက်ပြီးအခါကျတော့ဘာလို့လဲဆိုတော့ညကြပြီးသင်္ကန်းတိုင်းကို TikTok မှာဖွင့်ထားပါတယ်ညကြပြီးသင်္ကန်းတိုင်းတော့ကိုလည်းပေါ်လို့လုပ်ထားပြီးတော့သင်္ကန်းနဲ့ပတ်သက်တာတွေကိုသိချင်တာဖြစ်ဖြစ်ပေါ့နော်ငွေပူတိုင်းချင်တာဖြစ်ဖြစ်ဘာဖြစ်လို့ရပါတယ်ဆက်သွယ်လို့ရပါတယ်နော်ဒီနေ့တော့ဒီမှာရှိတယ်imagineလေးပါလေ ရတော့ဒါစကင်ကဲတေချာမှုတော်တော်လေးအခုတွေရှိရနောက်တစ်ခါကျအသားရောင်မညစ်တာတွေများတယ်ပေါ့နော်အရင်တော့ဆိုဒီနားတွေဆိုညိုနေတယ်ဒီနားဆိုညိုနေအသားရောင်မညစ်တာတွေ sunscreen လည်းမလိမ်ဘူးအဲ့ခါကျတော့အသားရောင်မညစ်ဘူးအဲ့ဒါလေဒီမှာ imagine လေးလိမ်လိုက်မယ် ရှက်ဘက်ကဒီလက်ဌာနချုပ်ကနေပြည်ထားတယ်စူပါမာစုကလက်တီးတဲ့လောက်ရှာလို့ထုတ်ပြီးပြလိုက်တယ်ရှင်းတော့ပြောင်းနေနေတယ်ဒါဆိုရင်ညာဘက် skin care အတွက်တော်တော်အဆင်ပြေပါတယ်။မနေ့လျှောက်လင်းလဲတား6တော့ဂလိုးဖြစ်သွားပြီ။ ခက်တဲ့ထဲမှာပဲရှိသေးတာရှင်းတဲ့ကတီးသွားတာပြင်မှာရဲကြီးမြင်လို့တယ်ခုစက်နေတာခလေးထားပြီးလိုက်တယ် ဒီနေ့တစ်ခုမကောင်းတာကြတော့မနေ့ရောက်တော့လေခီးပန်းတာတွေပဲလမ်းမှာတွေ့ရရောအကုန်ရှောက်စားတဲ့ခါကျတော့ exercise လည်းလုပ်ဖြစ်တယ်အဲ့ဒါပြင်ပြီးတော့ရန်ကုန်ပြန်ရ exercise ပြန်လုပ်ရမယ်အစားပြန်ပြီးတော့ထိရမယ်နော်အဲ့လိုဖြစ်နေတာဒါလေးဒီမှာအရေးလေးကျန်သေးအဲ့လေဗီနေပဲလုပ်လိုက်အောင်ခဏကွယ်ကြီးကချိုးမယ်ဒီမှာလေဗီနေပါလေပြန်ပြီးတော့ပတ်တယ်နော်အဲ့တော့ပြတာလက်တွေပါလက်ပို့လို့ရတယ်လက်တွေပါလေအကုန်လုံးလိုရှင်းမလို့တော့အဲ့ဒါလေးနဲ့ရှောက်တယ်ပို့လက်တွေ6တွေအကုန်ပုတ်ပြီးမှအရေးအဲ့အရေးဒီကအရေးကုန်တော့မှလွတ်ပြတာ
တန်အောင်လို့ဒါကကြတော့ lip balm လေးလက်ခန်းကို treatment လုပ်ရမယ်လက်ခန်းဒီဆိုရင်လှဖို့အတွက်ဒီဟာလေးကလိုပါတယ်အောက်ခံလေးဒါလေးဆိုပြီးရခါကျတော့တနေ့နှခမ်းလေးဆိုပြေဖို့နှခမ်းလေးတစ်ချောက်တူတူအကွဲတာလေးမဖြစ်ဖို့အလို lip ကိုအဆူတက်ဖြစ်ဖို့ lip balm လေးကမဖြစ်နေလို့လိုပါတယ်ကျွန်မနှခမ်းလေးဆိုရင်ရုပ်ဆိုးတယ်ထင်တယ်ရုပ်ဆိုးလည်းမတတ်နိုင်ဘူးနော်နှခမ်းလေးဆွပြတာနှခမ်းလေးလေး lip balm လေးဆွပြတာအဲ့တော့ဒါစီကမှားလို့ရပါတယ်အခုလေးပြသွားတဲ့ဟာလေးတော်တော်များနော် she mask လေးရလို့ she mask ကလည်းမှားလို့ရပါတယ်ဒါပေမဲ့ဒီတဲကမဟုတ်ဘူးဒါဟိုမှာရောင်းတဲ့ secret လေးတွေရှိရပါတော့ဒီမှာဒီတာပိုတွေကနေစိုးပါဦးတယ်နော်အဲ့လေးလေးဟောဖြစ်ပြီးတော့သုံးလိုက်တာပါအဲ့တော့ညဘက် skin care လေးကပြပါပြီရှင်ကြည့်ပြလို့ကျေးဇူးများတင်ပါတယ်အစီပြန်ဝက်ချထွက်တဲ့သူတွေလည်းအဲ့လိုမျိုး skin care လေးလုပ်လို့ရှိရင်ကိုယ်အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်အဲ့တော့ပြဝေပေးလိုက်ပါတော်တာစီလာပြီးတော့တယောက်ချင်းစီအသားရည်အလှပါတော့ဆွေးနွေးခြင်းနဲ့ဆိုရှင်ဝက်ချန်တင်တိတ်တွေဒါမျိုးတော့ဆွေးနွေးခြင်းနဲ့အသားရည်လှပါကိုယ်အတွက်အသင့်တော်ဆုံး skin care လေးတွေရခြင်းနဲ့ဆိုလို့ရှင်တော်တာစီမှာတိုင်မဆွေးနွေးလာလို့ရပါတယ် happy money လေးနဲ့တာလုပ်ပေးပါတယ်နော်ဒါကတော့ skin care လုပ်ပြီးသွားပါပြီဒီညရေချိုးပြပြပါမယ်ဒီလိုမှ skin care မလုပ်လားဒီလိုမှ skin care မလုပ်ဘူးဘာလို့လဲဆိုတော့ဒီနေ့ဒီဆိုလိုက်လို့ရှိရင်အိမ်ညာလဲရောက်မယ်ဒီအိမ်နဲ့ဗီဒီယိုရိုက်ချင်တာလေ skin care လုပ်ပြပြီးမှချိုးရအောင်မယ်